မင်္ဂလာပါရှင်။မြစ်နာသတင်းစာနယ်ရဲ့ TV News အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့နိုဝင်ဘာလ4ရက်နေ့နောက်ဆုံးရကချင်ပြည်နယ်သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မြစ်နာသတင်းစာနယ်စာဆောင်ကိုတလနဲ့ကျင်းပုံမှန်ထုတ်ဝေနေပြီဖြစ်လို့စာပေအယောင်ဆိုင်တွေနဲ့လက်ပွေရောင်းချတဲ့သူတွေစီမှာဝယ်ယူဖတ်ရှုနိုင်ပါပြီ။စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ကြော်ညာထည့်သွင်းခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39941113ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။ပထမအဆုံးအနေနဲ့ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်တွေနဲ့ပတ်သက်ပြီးမကန်ရေးသားဖြန့်ချီတာတွေဟာရွေးကောက်ပွဲဥပဒေပုံမှ58ခါကြီးပြဋ္ဌာန်းချက်နဲ့ညှိစွန်းတယ်လို့ထုတ်ပြန်ထားပါတယ်။ရိုဆန်ကတင်ဆက်ပေးမှာပါ။ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်လက်များနဲ့ပတ်သက်ပြီးမကန်ရေးသားဖြန့်ချီခြင်းကသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှ58ခါကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမနေ့ကနိုဝင်ဘာ3ရက်နေ့မှာအတည်ပြုထုတ်ပြန်လိုက်ပါတယ်။အသက်60နှစ်နဲ့အထက်မဲဆန္ဒရှင်တွေအနေနဲ့အော်တိုဘာလ29ရက်နေ့ကနေစတင်မဲပေးနေကြတာဖြစ်ပြီးကြိုတင်ဆန္ဒမဲပေးတာတွေနဲ့ပတ်သက်ပြီးအချို့သောနိုင်ငံရေးပါတီတွေနဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကမာရွေးတဲ့သတင်းအချက်အလက်တွေကိုအွန်လိုင်းကနေတဆင့်ပြောကြားထုတ်လွှင့်တာတွေပြုလုပ်နေတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။အဲဒီလိုရေးသားပြောဆိုထုတ်လို့ရမှာလဲမှန်ကန်တဲ့သတင်းအချက်အလက်တွေကိုဖုံးကွယ်ထားပြီးမဲဆန္ဒရှင်ပြည်သူတွေကိုထင်အောင်ထင်မှားဖြစ်စေတဲ့သတင်းတွေကိုကိုယ်တိုင်တိုက်ရိုက်သိရှိခြင်းမရှိဘဲတဆင့်ကြားသိတဲ့အချက်တွေပေါ်အခြေပြုထားတဲ့အချက်လက်တွေပါဝင်နေတာကိုလည်းတွေ့ရတယ်လို့ UEC ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဆန္ဒမဲပေးခြင်းနဲ့ရွေးကောက်ပွဲပြတ်ပြားစေအောင်စီဝေးဟောပြောတာတွေလှုံ့ဆော်ရေးသားဖြန့်ချီတာတွေဒါမှမဟုတ်တခြားနည်းနဲ့အားထုတ်ကြိုးပမ်းမှုတွေပြုလုပ်ရင်ရွေးကောက်ပွဲဥပဒေပုံမှ58ကကြီးအရတနစ်ထက်မပိုတော့ထောင်ဒဏ်ဖြစ်စေတသိန်းထက်မပိုတော့ငွေဒဏ်ဒါမှမဟုတ်2ရက်လုံးကြာခံရနိုင်ပါတယ်။မန်စီမြို့နယ်အတွင်းကကျေးရွာတချို့မှာဒေသခံတောင်သူတွေလောက်ကင်စားတောက်နေတဲ့လေကွက်တွေကိုတပ်ပိုင်မြေအဖြစ်သတ်မှတ်ပြီးသဘောတူလက်မှတ်ထိုးပေးဖို့တိုက်တွန်းနေတယ်လို့သိရပါတယ်။ခရစ်စတိုဖာဟာဆက်လက်တင်ဆက်ပေးထားပါတယ်။ဗမော်ခိုင်မန်စီမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအချို့လောက်ကင်စားတောက်နေတဲ့လေကွက်တွေကိုတပ်မတော်ကနေတပ်ပိုင်မြေအဖြစ်သတ်မှတ်ထားပြီးဖေရှားပေးဖို့အတွက်တောင်သူတွေကိုသဘောတူလက်မှတ်ရေးထိုးပေးဖို့တိုက်တွန်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။မြန်မာတပ်မတော်ချေမြန်တပ်ရင်601နဲ့319တပ်ရင်တို့ကနေအော်တိုဘာလ26ရက်နေ့မှာအဆိုပါလေယာမြေတွေဟာတပ်ပိုင်မြေတွေဖြစ်တဲ့အတွက်စပားရိတ်သိမ်းပြီးနောက်ပိုင်းအပြည့်အပိုင်းဖေရှားပေးဖို့အတွက်သဘောတူလက်မှတ်ရေးထိုးဖို့ခေါ်ယူခဲ့တာဖြစ်တယ်လို့ဂါရယံကတောင်သူဖြစ်တဲ့ဒေါ်နန်မိုင်ကအခုလိုပြောပါတယ်။အခုဟာသူတို့ကကျမတို့ရဲ့တောင်သူတွေရဲ့ဒီတီးပြီးလို့ရှိရင်ဒီလေတွေရိတ်သိမ်းပြီးပြီနောက်ဆိုရင်တောင်သူတွေရဲ့မျက်နှာမမြင်ခြင်းဘူးတောင်သူတွေကိုအိုင်နာတဝိုက်မှာအိုင်နာရှိနေတဲ့လူတွေအခုလှုပ်ရှားနေတဲ့လူတွေမြန်အဲ့ကနေဖေရှားပေးပါမဖေရှားဘူးဆိုရင်ကျွန်တော်တို့ကိုအဆိုးမဆိုနဲ့တဲ့အဲ့တော့ကျမကပြောပါတယ်ကျမတို့တောင်သူတွေကမဆွလွတ်နိုင်တဲ့အကြောင်းမဆွလွတ်နိုင်ဘူးကျမတို့ရဲ့ဘိုးဘွားပိုင်တွေကိုပဲကျမတို့ကအရင်ကတည်းကနေလှုပ်ရှားတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကမဖေရှားနိုင်ဘူးတတ်လိုက်မယ်ဆိုရင်လေလေကွင်းမှာတေလိုက်ယုံပဲလို့ကျမပြောလိုက်တယ်လေယာမြေဧက630မှာမြန်မာတပ်မတော်ချေမြန်တပ်ရင်601နဲ့319တပ်ရင်တို့ကနေဧက300ကျော်ကိုစစ်တပ်ဝန်အဖြစ်ခြံခတ်တတ်မှတ်ယူထားတာဖြစ်ပြီးချန်စီယိုပြင်ပဘက်မှာရှိတဲ့ကျန်တဲ့ဧက200ကျော်ကိုဒေသခံပြည်သူတွေလုကင်စားတောက်နေတာဖြစ်ကြောင်းနဲ့အဲ့ဒီလေယာမြေဧက200ကျော်ကိုစစ်တပ်ဧရိယာဖြစ်တယ်ဆိုပြီးတပ်ကနေဖေရှားခိုင်းနေတာဖြစ်တယ်လို့ဒေါ်နာမိုင်ကဆက်လက်ပြောပါတယ်။ဂါရယံကျေးရွာမြေတုံကုန်းနမဖွဲ့ကျေးရွာမရစ်ကျေးရွာတွေထဲကဒေသခံပြည်သူတွေအနေနဲ့အဓိကအားထားလုကင်စားတောက်နေတဲ့လေယာမြေတွေဖြစ်ပြီးအဲ့ဒီလေယာမြေတွေဟာရှေးရခင်ကတည်းကနေမိမိတို့ဘိုးဘွားတွေကနေစတင်လောက်ကင်စားတောက်ခဲ့တာဖြစ်တဲ့အတွက်ခုကိစ္စနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေကနေအလေးအနက်ထားပြီးမြတ်မြတ်တတစီစဉ်ဆောင်ရွက်ပေးစေချင်တယ်လို့ဒေသခံတွေကဆိုပါတယ်ကျွန်တော်ခရစ်စတိုဖာပါပူတာဟိုခရိုင်နောင်မူးမြို့နယ်ဝရံကားကျေးရွာအထက်ကားလမ်းပိုင်းမှာလမ်းပန်းဆက်သွယ်ရေးအခက်ကြုံနေတယ်လို့သိရပါတယ်နူးမိုင်ကဆက်လက်တင်ဆက်ပေးထားပါတယ်နောင်မွန်မြို့နယ်အလန်ကားနဲ့ဥရင်ကားကျေးရွာအထက်ဘက်ကားလမ်းပိုင်းအမြေသားလမ်းမှာမိုးရွာတိုင်းလမ်းပန်းဆက်တွေခက်ခဲမှုတွေကြုံတွေ့နေရတယ်လို့ဒေတာခန်နေစီရသိရပါတယ်။အဲ့ဒီလမ်းအမြေသားတွေဟာနှုတ်နေပြီးနေတာရင်ခက်ခဲသိမ်းမရှိပေမဲ့မိုးရွာရင်တော့ရှင်ဘတ်ထပြီးကားကြီးကားသေးတာမကသွားလာရေးမှာနောက်နေကြံကြမှုတွေနဲ့အစမပြေမှုတွေရှိနေတယ်လို့ဒေတာခန်သူကပြောပါတယ်။လမ်းပန်းဆက်တွေကမိုးရွာရယ်ဆိုတော့နည်းနည်းရှားတဲ့ချိန်ထက်ပူကြတာပေါ့မြေသားနည်းနည်းပြက်နေနေရတယ်မှာဆိုတော့စိုက်ကယ်ဖြစ်ကားဖြစ်နည်းနည်းအဲ့မှာကားတစ်စီးအဲ့မှာကျွန်းနေဆိုဗျာအဲ့တစ်စီးကိုတွန်းပိုးနေရတယ်အဲ့မှာကြန့်ကြာနေဗျာပြီးတော့နောက်စီးရောသူ့ရှေ့ကားကိုကြော်လို့မရဘူးဖြစ်နေအဲ့ဒီပုံစံမှာ
ကုန်စည်စစ်ဆေးမှုအတွက်အရေးကြီးတဲ့လမ်းဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးတွေကိုအဆင်ပြေစေဖို့အတွက်ကတ္တရာလမ်းဒါမှမဟုတ်ကွန်ကရစ်လမ်းကိုအမြန်ဆုံးဖောက်လုပ်စေချင်တယ်လို့လေဒေတာခန့်ကဆက်လက်ပြောပါတယ်အမြန်ဆုံးကတ္တရာလမ်းဖြစ်ဖြစ်ကွန်ကရစ်လမ်းဖြစ်ဖြစ်အမြန်ဆုံးဖောက်လုပ်ပြီးစေချင်တာဗျလမ်းပန်းဆက်သွယ်ရေးမကောင်းတော့ဆက်ဆက်ရရနောက်ကျနေဗျအဲ့ဖက်မှာမမုံဖက်ဗနန်းတင်ဖက်လမ်းပိုင်းဆက်သွယ်ရေးတွေပြတ်တောက်မှုမရှိစေဖို့နဲ့ပျက်စီးတာတွေရှိခဲ့ရင်ချက်ချင်းပြုပြင်နိုင်ဖို့လမ်းအချို့နေရာတွေမှာလမ်းပြုပြင်ရေးစက်ရန်တရားတွေကိုတော့ထားရှိထားတယ်လို့ဒေတာခန့်တွေကဆိုပါတယ်အဲ့ဒီလမ်းဟာဘူတာအိုနောင်မွန်ပန်နန်းတင်တို့အတွားရတစ်ခုတည်းတော့လမ်းမကြီးဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေတာဖြစ်ပါတယ်အခုတင်ဆက်ပေးနေတဲ့ TV News အစီအစဉ်ကိုမြစ်နာသတင်းကြားနဲ့ Facebook Page ကနေထုတ်လွှင့်နေတဲ့အပြင် YouTube Channel ကလည်းဝင်ရောက်ကြည့်ရှုနိုင်တာဖြစ်လို့ Subscribe လုပ်ထားဖို့မမေ့ပါနဲ့ကချင်ပြည်နယ်ရဲ့ COVID-19 နဲ့ပတ်သက်တဲ့သတင်းတွေအပြင်နောက်ဆုံးရသတင်းအချက်အလက်တွေကိုတနင်္လာနေ့ကနေတောက်ကြနေ့အထိည8:00 နာရီချိန်မှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်နှားဆင်ဖို့ဖိတ်ခေါ်လိုက်ပါစေနိုင်ငံသူနိုင်ငံသားအားလုံးကပ်ရောဂါအပေါင်းကနေကင်းဝေးကြပါစေ